အားလုံးပဲမင်္ဂလာပါခင်ဗျာ Yamrin Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုမှာဆိုရင်တော့လွန်ခဲ့တဲ့လကျွန်တော်မလေးရှားခရီးစဉ်လေးကိုကျွန်တော်ဗီဒီယိုပြန်ပြပေးသွားမှာဖြစ်ပါတယ်ကြပါတာတော့ကျွန်တော်ကားရောက်လို့ကျွန်တော်ခရီးစမှာဖြစ်ရတယ်ကြပါကျွန်တော်ရောက်ပြီးနောက်နေ့မနေ့ရောက်တော့ကျွန်တော်တို့ဒါဒီတောင်ပေါ်သွားဖို့ဒါကေဘယ်တစီမှာပြရတယ်ဒါတောင်ပေါ်သွားတဲ့လမ်းတစ်လျှောက်ပဲပြရတယ်ကျူရတော့ရှယ်လာပါလေကျူလေးချက်လောက်ခန်းစားပါအောင်ဗျဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့လက်မှတ်ဝယ်ပြီးကျွန်တော်တို့ဒါကေဘယ်တစီပေါ်တန်းစီနေတာပဲဖြစ်ပါတယ်ဒီကတော့ရှင်များတယ်ဗျာကဲပါဒါကျွန်တော်တို့တန်းစီပြီးတော့ဒါကေဘယ်ပေါ်ကျွန်တော်တို့တန်းနေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဒါကေဘယ်ပေါ် view လေးကိုတစ်ချက်လောက်လိုက်ကြည့်ခန်းစားပါအောင်ဗျတကယ်ကို share လာတဲ့ view လေးပဲဖြစ်ပါတယ်ကဲပါဒါကျွန်တော်တို့ cable စီးရဲ့လမ်းတစ်လျှောက်ပဲဖြစ်ရတယ်ဒါကျွန်တော်တို့ cable စီးပြီးတော့အပေါ်ရောက်တော့ကျွန်တော်တောင်ပေါ် city ကိုရောက်ပြီးတော့ကျွန်တော်တို့ shopping တွေတွေတွားပြီးတော့ပြန်သွားပါတယ်ဒီနောက်နေ့ရောက်တော့ကျွန်တော်တို့ဒီရှိတဲ့တငယ်ချင်းစီကိုခဏတစ်ဖြုတ်ကျွန်တော်တို့တွားလဲသေးပါတယ်ဟုတ်ကဲ့ပါဒါတော့ကျွန်တော်တို့အပြန်လမ်းမှာဝင်လေဖြစ်တဲ့နေရာလေးပဲဖြစ်ပါတယ်ဒီနေရာလေးရဲ့အလားတရားလည်းတစ်ချက်လောက်လိုက်ကြည့်ခန်းစားပေးပါအောင်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုအဖြစ်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ် Goodbye